Table tennis ကစားနည်းမှာ rubber အမျိုးအစားပေါင်းစုံရှိပါတယ်။အဲ့ဒီထဲမှာကစားသမားတွေရဲ့စိတ်အာရုံကိုလှည့်စားပြီးဆုံးဖြတ်ချက်တွေမှားအောင်အထူးပြုဖန်တီးထားတဲ့ rubber တွေလည်းရှိပါတယ်။အဲ့ဒါတွေကဘူးလို့ခေါ်တဲ့ pips တွေကြည့်လိုက်ရင်တော့တာမန်ရိုး rubber တွေလို့ထင်ရပြင်မယ်။ table ပေါ်ရောက်တာနဲ့ဘောလုံးရဲ့ behavior တစ်ခုလုံးကိုဂျွန်းတို့မောက်ကိုပြောင်းလဲပြစ်နိုင်တဲ့ဒီဘူး rubber တွေကအမျိုးအစားဘယ်နှခုရှိလဲ။အဲ့ rubber ပြားတွေကဘလို့အလုံးလုံးဘာလို့ပြိုင်မဲ့ကစားသမားတွေကအဲ့ rubber ကင်တဲ့သူတွေကိုကြောက်ကြတာ။ကမ္ဘာအဆင့် player တွေမှာဘသူတွေကဒီ rubber ပြားတွေကင်ကြလဲ။စတာတွေကိုတင်ဆက်ပြီးမှဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပင်မယ်ရာဘာလို့ခေါ်တဲ့ဘူးဆိုတာကရာဘာမျက်နှာပြင်ပေါ်မှာထွက်နေတဲ့ဘူးသီးလေးတွေကိုပြောတာဖြစ်ပါတယ်။ကျွန်တော်တို့ပင်မောက်ကစားသမားတွေကချစ်စနိုးနဲ့ဘူးဒါမှမဟုတ်တိုင်လို့ခေါ်ကြပါ။တာမန်ရာဘာတွေရဲ့မျက်နှာပြင်ကချောမွတ်ပြီးပြောင်းလဲနေတဲ့ဒီဇိုင်းရှိပါတယ်။ဒါပေမဲ့ pips ရာဘာပြားတွေမျက်နှာပြင်ကဘူးသီးလေးတွေထွက်နေတဲ့ဒီဇိုင်းရှိပါတယ်။ရာဘာတို့မျက်လုံးနဲ့မြင်အောင်ပြောရရင်ဘူးရာဘာဆိုတာရိုးတာမန်ရာဘာပြားဝက်ချံပေါက်နေတဲ့ပုံစံဖြစ်ပါတယ်အဲ့လိုထူးခြားတဲ့ငပူတဲ့အသွင်မြင်နဲ့လာတဲ့ pips rubber ပြားတွေကင်တဲ့ player များကိုမြန်မာပြည်မှာချစ်စနိုးနဲ့တိုင်းပြောင်းမြန်သမားတွေလို့ခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့အဲ့ pips rubber ပြားတွေကရိုး rubber ပြားတွေလို့မဟုတ်ပဲထိလိုက်ရင်ပြောင်းမြန်ထွက်လို့တစ်ဖက်လူက top spin စစ်ထိုးရင် under spin စစ်ဖြစ်သွားတတ်ပြီး under spin စစ်ထိုးရင် top spin စစ်ဖြစ်သွားတတ်ပါတယ်။လက်အမြင့်ပိုင်း player တွေမှာတော့သူတို့ရဲ့လက်စပေါ်မူတည်ပြီးအနှဲငယ်ပြောင်းလဲတတ်ပါတယ်။အခြေခံအဖြစ်တော့ဘူးဟာတိုင်းပြောင်းမြန်ဖြစ်ပါတယ်အဲ့လိုစိတ်ဒုက္ခပေးနိုင်တဲ့ဘူးတွေမှာ short pips, long pips, medium pips ဆိုပြီးမျိုးစား၃မျိုးရှိပါတယ်။ short pips လို့ခေါ်တဲ့ဘူးတို့ရဲ့မျက်နှာပြင်ဟာဘူးဒီနေစိတ်လေးနဲ့ဖွဲ့စည်းထားတဲ့မျက်နှာပြင်မျိုးဖြစ်ပါတယ်။တစ်ဖက်သူရဲ့ spin ကိုထိန်ချိုးရလွယ်ကူစေရန်အထူးတစ်ပြည့်စပွဲနဲ့ကပ်ပြီး spin များကိုအချိန်ပြင်းပြင်းတိုက်စစ်ကောကောင်တာရောကစားနိုင်ရန်ဒီဇိုင်းထုတ်ထားတဲ့ rubber မျိုးစားဖြစ်ပါတယ်။ဘူးဒီလေးတွေကမာပြီးတိုတဲ့အတွက်သူ့ရဲ့ရိုက်လိုက်တဲ့ဘောလုံးဟာလေထဲမှာဆွဲရမပါပဲတဲ့ကြီးသွားပြီးစပွဲပေါ်ကျရင်လေးလံပြီးအောက်ကိုဣဆင်းသွားတတ်ပါပြိုင်ဘက်ကပုံမှန်ဘောလုံးအမှတ်နဲ့ဝင်ဆွဲရင်ပိုက်တန်တိုးပြီးကြောင်ပြောင်းအောင်ဖန်တီးထားတဲ့ rubber မျိုးစားဖြစ်ပါတယ်ဘလို player တွေကင်ကြလဲဆိုတော့တစ်ဖက်လူရဲ့ spin တွေကိုစပွဲနဲ့အဝေးကြီးနောက်ဆုတ်ပြီး defense ကောင်တာဆွဲရတာတဲ့စပွဲနားမှာတင်ဘောလုံးရဲ့အမြင့်ဆုံးတိုက်မြင့်မှာဖျက်ရိုက်တာပိတ်တာကြိုက်တဲ့ player တွေကအများဆုံးကင်ကြပါlong pips လို့ခေါ်တဲ့ဘူးရှည်ရဲ့မျက်နှာပြင်ဘူးသီးရှိပါလေးနဲ့ဖွဲ့စည်းထားတဲ့မျက်နှာပြင်မျိုးဖြစ်ပါတယ်။တစ်ဖက်သူရဲ့ spin ကိုအချိန်ချော့ချခြင်းအထူးသဖြင့်ခံစစ်ဆော့ပြီး block ကစားခြင်းနဲ့ပြိုင်ဘက်ရဲ့ rhythm ကိုဖျက်ဆီးပြီးတစ်ဖက်သူက spin နဲ့ timing ကိုမှန်ကန်စွာဆုံးဖြတ်ရန်အခက်တွေ့စေဖို့အထူးပြုဖန်တီးထားတဲ့ rubber မျိုးစားဖြစ်ပါတယ်။ဘူးသီးတွေကရှည်ပြီးကွေးလွယ်တဲ့အတွက်ဘူးရှည်နဲ့ရိုက်လိုက်တဲ့ဘောလုံးဟာတာမန် rubber တွေလို spin အများကြီးမထုတ်နိုင်ပဲတစ်ဖက်သူရဲ့ spin ကိုပြန်လည်ပေးတဲ့spin rubber ရဲ့အကျိုးသက်ရောက်မှုကိုလည်းဖြစ်စေပါတယ်။ဒါကြောင့် long pips နဲ့ပြန်လာတဲ့ဘောလုံးတွေက spin ခံမှန်းရခတ်ပြီးလမ်းကြောင်းတဲ့အချိန်ကလည်းပုံမှန်ဘောလုံးတွေနဲ့မတူတာကြောင့်ပြိုင်ဘက်ကိုတိုင်ပင်လွဲစေပြီးအမားလုံးမိအောင်ဖန်တီးထားတဲ့ rubber အမျိုးအစားလေးဖြစ်ပါတယ်။ဘလူး player တွေကင်ကြလဲဆိုတော့ chopper တွေများပါတယ်။တစ်ဖက်လူရဲ့အပြင်စား top spin တွေကိုစပွဲနဲ့အဝေးကြီးနောက်ဆုတ်ပြီး defensive ဆော့တာစပွဲနားမှာတင် block လုပ်တာတက်ချတာတစ်ဖက်သူရဲ့ rhythm ကိုဖျက်ရတာကြိုက်တဲ့ player တွေကင်ကြတာများပါတယ်။ medium pips လို့ခေါ်တဲ့ဘူးလက်ဟာ short pips နဲ့ long pips ကြားတဲ့ကဟာမတိုးမချေဘူးသီးလေးနဲ့ဖွဲ့စည်းထားတဲ့မျက်နှာပြင်မျိုးဖြစ်ပါတယ်။တစ်ဖက်လူရဲ့ spin ကိုအပြေးအဝမဖျက်ပစ်တယ်လို့တာမန် rubber တွေလို spin အများကြီးမထုတ်နိုင်ပဲ control နဲ့ feeling ကိုမျှတအောင်ဖန်တီးထားတဲ့ rubber မျိုးစားဖြစ်ပါတယ်။ဘူးသီးတွေကအလဲလဲရှိတဲ့အတွက်ရိုက်လိုက်တဲ့ဘောလုံးဟာပုံမှန် rubber တွေနဲ့မတူတဲ့ feeling ကိုပေးနိုင်ပြီး spin ကိုအနှဲငယ်ချော့ချပေးတာတိုင်ပင်နဲ့ bounce ကိုခံမှန်းရခက်စေပါတယ်။ဒါကြောင့် medium pips နဲ့ပြန်လာတဲ့ဘောလုံးတွေကတစ်ခါတည်းရန် spin ပါတယ်လို့မပါတယ်လို့မမဆောင်ဖြစ်နေတတ်ပြီးတံဘက်ကိုဆုံးပြရခက်ခဲစေကအမားလုံးမိအောင်ဖန်တီးနိုင်တဲ့ rubber ဖြစ်ပါတယ်။ဘလို့ player တွေအများဆုံးကင်ကြလဲဆိုတော့တစ်ဖက်လူကိုဒုက္ခပေးခြင်းတဲ့လူတွေအများဆုံးကင်ကြပါတယ်။ဟာရမအဲ့လိုမပြောနဲ့လေကွာ။အဲ့ rubber ၃မျိုးလုံးနဲ့အကျဉ်းစရိုက်ချင်းတူတဲ့မျိုးတူညီကို rubber တစ်ချက်လည်းရှိပါတယ်။အဲ့ဒါကတော့ anti spin rubber ပါ။ anti spin လို့ခေါ်တဲ့ rubber တာမန်ရိုး rubber တွေလိုချောမွတ်တဲ့မျက်နှာပြင်မျိုးဖြစ်ပေမဲ့
ဈေးကက်မှုအလွန်နဲ့အောင်အထူးပြုလုပ်ထားတဲ့ rubber အမျိုးအစားတစ်ခုဖြစ်ပါတယ်။တစ်ဖက်သူရဲ့ spin ကို short ချပြီး spin ရဲ့အကျိုးသက်ရောက်မှုကိုပြည့်ပြည့်စေရနှင့်ပြိုင်ဘက်ရဲ့ rhythm ကိုဖျက်ဆီးနိုင်အထူးပြုလုပ်ဖန်တီးထားတဲ့ rubber မျိုးစားဖြစ်ပါတယ်။မျက်နှာပြင်ကပြောင်ကြောကြီးဖြစ်နေတဲ့အတွက်အဲ့ rubber နဲ့ရိုက်လိုက်တဲ့ဘောလုံးက spin အလွန်နည်းပြီးအချိန်လည်းလျော့ကျသွားတတ်ပါတယ်။ဒါကြောင့် anti spin နဲ့ပြန်လာတဲ့ဘောလုံးတွေကပုံမှန် rubber တွေနဲ့မတူပဲဓာတ်ဘောဆန်ဆန်ဖြစ်နေတတ်ပြီးပြိုင်ဘက်ကိုတိုင်ပင်လွဲစေကအမှားများများလုံးမိအောင်ဖန်တီးထားတဲ့ rubber အမျိုးအစားဖြစ်ပါတယ်။နောက်ပြီးသူ့ရဲ့ function က long pips နဲ့တော်တော်ဆင်ပါတယ်။ blue player တွေကင်ကြလဲဆိုတော့တစ်ဖက်သူရဲ့အပြင်းစား spin တွေကိုဓာတ်ရိုက်မြင်ဆိုင်ခြင်းပဲ control နဲ့ placement ကိုအားကိုးပြီးကစားခြင်းတဲ့ player တွေသပွဲနားမှာ block လုပ်တာတက်ချတာနဲ့ပြိုင်ဘက်ရဲ့ rhythm ကိုဖျက်ဆီးရတာကြိုက်တဲ့ player တွေအများဆုံးကင်ကြပါတယ်။ That ball is crazy nasty. long pips လို့ spin rubber တွေအများကြီးမရပေမဲ့ spin ကိုအလွန် short ချပေးနိုင်တာကြောင့် defensive player တွေကြားမှာရေပန်းစားတဲ့ rubber မျိုးစားတစ်ခုဖြစ်ပါတယ်။အဲ့ rubber ၄မျိုးကိုအချင်းချင်းပြောရရင် short pips က attacking ဘက်နည်းနည်းရိမ့်ပါ medium pips ကတော့ balance long pips နဲ့ anti spin က defense နည်းနည်းဆန်ပါ organ sponge မပါတဲ့ pips တွေကိုဘူးကြောင် rubber တွေလို့ခေါ်ကြပြီး sponge ပါတဲ့ pips တွေကို power ဘူးလို့ခေါ်ကြပါ sponge မပါတဲ့ out ဘူးတွေကပြိုင်ဘက်ကို feeling ပြက်စေတာပိုအားကောင်းပြီး sponge ပါတဲ့ power ဘူးကတော့တိုက်စစ်နဲ့ကောင်းတာအထက်တွေကိုပုံမကစားနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ် sponge အနေမြင့်ပေါ်မူတည်ပြီးဘောလုံးရဲ့လေလုံးကလည်းအငင်းငယ်ပြောင်းလဲပါဗီဒီယိုလေးရှင်းမဆက်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့လို့နောက်ပြီး TikTok မှာလည်း follow လုပ်ထားပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ် player အများစုက pitch player များနဲ့ကစားရမယ်ဆိုရင်အနည်းငယ်စိုးရင်တက်ကြပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူတို့စီမှာစောင်းမွဲသွားဖြစ်ရတယ်လို့ဖြစ်နေတာကြောင့်ပါပုံမှန် rubber တွေနဲ့ကစားတဲ့အခါ spin ပါရင်ဆွဲမယ် spin မပါရင်ဖျက်အဖြေကရိုးရိုးရှင်းရှင်းလေးပါဒါပေမဲ့ pitch player တွေ anti spin player တွေနဲ့ကစားတဲ့အခါဘောလုံးက spin ပါသေးရဲ့လားမပါတော့ဘူးလားဆွဲရမှာလားရိုက်ရမှာလားထိရမှာလားတိုးရမှာလားဆိုပြီးတလုံးရိုက်တိုင်းအဖြေရွေးနေရတဲ့ multiple choice စာမွဲတစ်ခုကိုဖြေနေရတယ်လို့ဖြစ်သွားတတ်ပါတယ်မင်းဘလောက်တက်လဲလှထေးဆိုတဲ့ style နဲ့မေကွန်းပြည့်မြဲမင်းနေတယ်လို့ဖြစ်နေတာကြောင့် player အများစုကကစားရင်လက်တွန့်နေကြခြင်းဖြစ်ပါတယ်နောက်ပြီး pips တွေ anti spin တွေနဲ့ကစားမှာကိုတိတ်မကြောက်ကြပါနဲ့ကျွန်တော်တို့ table tennis အားကစားကိုစတင်ကစားလိုက်ပြီဆိုကြတဲ့ကအဲ့လို playing style တွေအဲ့လို equipment တွေနဲ့တနေ့နေ့မှာမဖြစ်မနေတွေ့ကြုံကစားရမှာပါနောက်ပြီး pips player တွေကမာယာသုံးနေတာမဟုတ်တယ်လို့ချီးကုတ်တွေသုံးနေတာလည်းမဟုတ်ပါဘူးသူတို့ကကျွန်တော်တို့နဲ့မတူညီတဲ့နီလန်းတစ်ခုနဲ့ table tennis ကိုကစားနေကြခြင်းဖြစ်ပါတယ်ဒါကြောင့်ကြောက်နေမဲ့အစားသူတို့ရဲ့ spin ကိုနားလဲအောင်လုပ်ပြီးသူတို့ရဲ့အထာကိုသဘောပေါက်အောင်ကြိုးစားရမှာဖြစ်ပါတယ်နောက်ပြီး pitch player များနဲ့ anti spin player များကစိတ်ရင်းကောင်းကြပါတယ်တစ်ဖက်သူဒုက္ခရောက်ပြီးတိုင်ပတ်နေတာကိုမြင်နေရတာကြိုက်တဲ့စိတ်ရင်းနဲ့ကစားနေကြတာများပါတယ်ကမ္ဘာအဆင့် player တွေထဲမှာလည်း pitch rubber အသုံးပြုတဲ့ player တွေအများကြီးရှိကြပါတယ်အထူးသဖြင့်အမျိုးသမီးပြိုင်ပွဲတွေမှာဆိုပိုပြီးတွေ့ရတတ်ပါတယ်အမျိုးသားဘက်မှာလည်းလီယိုဂွမ်လဲအောင်လို့ World Champion တွေကအစား short pips ကိုအသုံးပြုပြီးကစားကြပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဆို pips ကိုကျွမ်းကျွမ်းကျင်ကျင်ကင်နိုင်တဲ့ဦးကြည်မြင့်လိုမြန်မာလေစင်ကစားသမားတွေ anti spin နဲ့ခွာရိုက်နေတဲ့ကိုရန်ခန်းလိုအဆင့်မြင့်တဲ့ pro player တွေတခြားကျွမ်းကျင်တဲ့ pitch player တွေ anti spin player တွေလည်းနိုင်ငံတော်မှာအများပြားရှိပါတယ်ဘူး player များနဲ့ကစားရတာခက်တယ်လို့ဘူးအကြောင်း content လောက်ရတာပိုခက်ပါတယ်ကျွန်တော်ဖန်တီးထားတဲ့ table tennis content တွေထဲမှာဒီ content ကအခက်ဆုံးနဲ့အကြဆုံးပါကျွန်တော်ကိုယ်တိုင်ဘူး player များနဲ့ကစားပြီးသူတို့ရဲ့အားဘော်တွေသူတို့ rubber တွေရဲ့အလုံးလုံးပုံတွေကိုမှတ်ထားပြီး thesis လုပ်ကတင်ပြထားခြင်းဖြစ်ပါတယ်အခုပေါ်ပြသွားတဲ့အကြောင်းအရာတွေထဲမှာနားမလဲတာမရှင်းတာဝိဝါဒကွဲပြားနေတာများရှိရင်အောက်က comment box ထဲမှာဝင်ရောက်မှတ်ချက်ပေးသွားနိုင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ God bless you